ทีพวกเราบล็อกไม่ใช่เลยจะพูดตัวจ๋าทีนี้มาบล็อกเพลย์ใหญ่แต่มันเพลย์ไปส่วนเส้นวิสัยส่วนเนาะส่งดีจีปีตาจับเนาะกว่าเราชาจีชากูจะเชื่อเอลิสต์ว่าเนาะอ๋อชากูเลยเป็นตัวจ๋าเนี่ยอ่ะจูเลียเลย so let's go ဒါတော့ခြံနဲ့ဆက်ဝင်လိုက်တာနဲ့တွေ့ရတပင်စီပါတပင်ဒါတော့ကျမရဲ့ခြံလေးပေါ့နော်ကျမခြံလို့ပေါ့နော်ခြံရှိရဆိုပြီးတော့လဲဟိုအတေမပြောချင်ဘူးကွယ်ခြံတစ်နေ့မှတစ်ခါပဲ3အဲ့ခြံတစ်နေ့ပဲတစ်ခါပဲ3တာနော်အဲ့ရင်းနဲ့ကမှ3ခဲ့ဘူးတဲ့အတွက်ကြောင့်ဒီနေ့မှာတော့အဲ့ခြံထဲကိုဝင်ပြပြီးတော့ sorry ပေါ့နော် TikTok တွေရိုက်တယ် YouTube blog တွေရိုက်တယ် YouTube blog ကတော့ရှေ့တော့တိတ်မရဘူးပေါ့နော်နည်းနည်းပဲရမှာပါညနေကြရင်အဲ့ဟိုဗာလေအောင်စုတတိမာညနေကြအောင်စုတတိမာပေါ့နော်ကိုလိုကိုခေါ်ပါတယ် TikTok က YouTube ကိုရောခေါ်ပါတယ်နော် Alice ကိုတွေ့ရင်လည်းလာပြီးတော့နှုတ်ဆက်လို့ရတယ်နော်ညမညင်ပါဘူးရှင်ညနေကြရင်အဲ့ဒီမှာရောက်ကုန်မှာပွဲရှိရကွယ်အဲ့အောင်စုစမ်းအဲ့ပွဲကိုတော့ကြည့်မှာအဲ့ပွဲတော့ကြည့်မယ်တော့ကြာ Alice ကoffice ကိုတစ်ချက်ပြမယ် office လေးတစ်ချက်ပြစရာရှိပါတယ်ရှင်ဆိုတော့ကြည့်ပြကြပါဦးနော် office လေးကိုပြရမယ်ရှင် office လေးဒီမှာလား likes အဲ့တော့ဒီမှာဒီနေ့ညနေပွဲတော့ကြည့်မယ် office လေးနော် office လေးကိုစမ်းကြည့်ကြတော့ဟောင်းရှင် office ကကြတော့အပေါ်က top ဒီလို top ပဲအောင်နဲ့အောက်က top အောင်နဲ့ပွဲတော့ဒီမှာဖြစ်ပါတယ်ဆိုတော့like ပြကြပါအောင်ရှင်ဒါဒီ blog ကဒီမှာပဲအားလိုက်ပါမယ် see you next video everyone